ညဘက်မှာလာတဲ့လူတွေပရိသတ်တွေဒီနေရာလေးမှာတိုင်ပွဲရှင်းပလိုက်တာအရန်ကြော်စရာလည်းကောင်းပါတယ်အစင်လည်းပြေပါတယ်အလိုင်းတစ်ခုလုံးတစ်လျှောက်လုံးပိတ်နေပြီးတော့ပုံပိတ်လိုမှလာတွေကြီးတဲ့ကောင်တွေတိုင်းမှာလိုမှလာတွေပွဲစီစဉ်တဲ့ကောင်တွေတိုင်းမှာလိုမှလာတွေဒီလိုလိုင်းတစ်ခုလုံးပေါ့တော့ထားလိုင်းကိုလမ်းအောင်မှာလိုမှလာတွေတော့အေးလိုတွေအကြည့်တတ်မရှိလို့ဆဲလိုမှလာတွေလူများတွေအကုန်ဒီမှာကြည့်အဲ့မာရသွန်ပွဲမှာဝင်ပြန်တွန်ပြေးတဲ့ကောင်နှစ်ကောင်ပါတယ်ပြပြိုင်ပွဲကျင်းပတဲ့အချိန်မှာအဆင်ပြေထောင်းမစွာဆောင်ရွက်ဖို့အတွက်တစ်ဖက်တစ်လမ်းအနေပြီးတော့ဆောင်ရွက်ခွင့်ရတဲ့တော့အထူးဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းပြောကြားလိုပါတယ်ခင်ဗျာညဘက်မှာလာတဲ့လူတွေပရိသတ်တွေဒီနေရာလေးမှာတိုင်ပွဲရှင်းပလိုက်တာအရန်ကြော်စရာလည်းကောင်းပါတယ်အစင်လည်းပြေပါတယ်အလိုင်းတစ်ခုလုံးတစ်လျှောက်လုံးပိတ်နေပြီးတော့ပုံပိတ်လိုမှလာတွေကြီးတဲ့ကောင်တွေတိုင်းမှာလိုမှလာတွေပွဲစီစဉ်တဲ့ကောင်တွေတိုင်းမှာလိုမှလာတွေဒီလိုလိုင်းတစ်ခုလုံးပေါ့တော့ထားလိုင်းကိုလမ်းအောင်မှာလိုမှလာတွေတော့အေးလိုတွေအကြည့်တတ်မရှိလို့ဆဲလိုမှလာတွေလူများတွေအကုန်ဒီမှာကြည့်အဲ့မာရသွန်ပွဲမှာဝင်ပြန်တွန်ပြေးတဲ့ကောင်နှစ်ကောင်ပါတယ်ပြပြိုင်ပွဲကျင်းပတဲ့အချိန်မှာအဆင်ပြေထောင်းမစွာဆောင်ရွက်ဖို့အတွက်တစ်ဖက်တစ်လမ်းအနေပြီးတော့ဆောင်ရွက်ခွင့်ရတဲ့တော့အထူးဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းပြောကြားလိုပါတယ်ခင်ဗျာ